အပြန်လန်းချိုဝမ်းသည်ဧကရစ်ထံထိုက်ကျုံအားခေါ်ဆောင်သွားရာအတန်ကြာရှောက်မိသောအခါကြမှာဧကရစ်ထံထိုက်ကျုံသည်သူရခင်လျှောက်ခဲ့သည့်လမ်းမဟုတ်မှန်သတိပြုမိလေ၏အမတ်မင်းချိုဝမ်းကျွန်ုပ်တို့လျှောက်ခဲ့သည့်လမ်းကိုတင်သတိပြုမိမည်ထင်ပါသည်သတိပြုမိပါသည်အရှင်ကျွန်ုပ်တို့လမ်းမနေပြီမဟုတ်ပါလားလမ်းဘေး၌တွေ့ရသောအရာများသည်ကျွန်ုပ်တို့လာစဉ်ကတွေ့ရသောအရာများမဟုတ်ပေမမှားပါဘူးအရှင်မင်းမြတ်စောစောကလာတဲ့လမ်းကရမမင်းတိုင်းပြည်ကိုဝင်တဲ့လမ်းအခုသွားနေတာကလူပြည်ကိုသွားတဲ့လမ်းပါဘလို့မှမမှားပါဘူးသူတို့သည်ဆက်လက်လျှောက်လာကြလေ၏ရှေ့မနီးမဝေးနေရာတစ်ခု၌တီးပြက်ထိတ်လန့်ဆက်ဖွယ်အော်ဟစ်နေသောအတန်များကိုကြားလိုက်ရလေ၏အတန်များမှာအတန်မျိုးစုံဖြစ်သည်ဧကရစ်ကြီးမကြားဘူးသောအတန်မျိုးစုံပါဝင်သည်ထိုအတန်များကိုကြားရသောအခါဧကရစ်ကြီးထိတ်လန့်သွားသည်အမတ်မင်းချိုဝမ်းကကျွန်တော်မျိုးတို့စိုးဝါးလာတဲ့နေရာတစ်ခုကိုမရှောင်လွှဲနိုင်ဖြတ်တန်းသွားရမှာဖြစ်ပါတယ်အရှင်မင်းကြီးတတိမပြတ်အောင်ထားပါဧကရစ်ကြီးထန်ထိုက်ကျုံကအတန်တွေကထိတ်เสียကြောက်เสียပါလားဘာတွေများဖြစ်နေတာလဲချိုဝမ်းကရှင်းပြသည်ဟိုနေရာကငရဲကြီး18ထက်လို့ခေါ်တဲ့လူပြည်မှာမတော်မတရားလုပ်တဲ့လူတွေမကောင်းမှုလုပ်တဲ့လူတွေသူနေရာနဲ့သူအပြစ်ဒဏ်ခံနေရတဲ့နေရာဖြစ်ပါတယ်အဲ့ဒီကတချို့နေရာတွေကိုအရှင်မင်းမျက်ဖြတ်သွားရမှာဖြစ်ပါတယ်မကောင်းတဲ့အနိဋ္ဌာယုံတွေကိုအရှင်မင်းမျက်တွေ့ကြုံရမှာဖြစ်ပါတယ်ဒါတွေကိုမြင်ရင်အရှင်မင်းမျက်ဥပိ္ပခါထားနိုင်အောင်ကြိုးစားတော်မူပါဧကရစ်ထံထိုက်ကျုံသည်ရင်ထိတ်သွားလေ၏ကျွန်ုပ်ကိုအဲ့ဒီလမ်းကဖြတ်ခေါ်မသွားရင်မရဘူးလားအခြားလမ်းကနေသွားပါအမတ်မင်းချိုဝမ်းသည်နှက်ခမ်းကိုက်၍စဉ်းစားနေ၏အခြားလမ်းတစ်လမ်းကိုစဉ်းစားခြင်းဖြစ်သည်သူသည်စဉ်းစားရသွားလေ၏လာအရှင်မင်းမြတ်ကိုတခြားလမ်းကခေါ်သွားပါမယ်အဲ့ဒီလမ်းကတော့သွားလေသွားထားရှိတဲ့လမ်းမဟုတ်ပါဘူးအရှင်မင်းမြတ်ကိုအဲ့ဒီလမ်းကခေါ်သွားပါမယ်အမတ်မင်းချိုဝမ်းသည်အခြားလမ်းမှကွေး၍သွားလေ၏သူတို့သည်တနေရာသို့ရောက်သောအခါလူတန်းသူတန်းများဆူဆူညံညံကြားရပြန်လေ၏သူတို့သည်ထိုလူစုအနီးသို့ရောက်ရှိသွားသည်ထိုသူများမှာတချို့ကလက်ကျိုးနေသည်အချို့ကခြေထောက်ပြက်နေသည်အချို့ကဦးခေါင်းပြက်နေသည်သူတို့သည်ဧကရစ်ထံထိုက်ကျုံကိုတွေ့မြင်ရသောအခါစုအုံဝိုင်းရန်လာကြလေ၏ဟောဘယင်ကြီးရောက်လာပြီးငါတို့အသက်တွေပြန်ပေးဧကရစ်ကြီးရောက်လာပြီးငါတို့ဆုံးရှုံးထားတဲ့အရာတွေပြန်ပေးဖို့ရောက်လာပြီးအတန်များသည်ဟိမ့်၍ထွက်လာလေ၏ဧကရစ်ထံထိုက်ကျုံထိတ်ထိတ်ပြပြဖြစ်သွားသည်သူသည်ထိုနေရာမှခွာရန်ခြေလမ်းပြင်လိုက်သည်ထိုအခါထိုငရဲသားတို့ကသူ့အားဝန်းရံလိုက်ကြသည်အချို့ကသူ့အင်ကြီးစကိုဆွဲ၏အချို့ကသူ့ခြေထောက်ကိုဆွဲ၏အချို့ကသူ့ခါးကိုနောက်မှဖတ်သည်ဧကရစ်ထံထိုက်ကျုံမှထိတ်လန့်ပြီးရင်ထိတ်လန့်နေရတော့သည်အမတ်မင်းချိုဝမ်းကျွန်ုပ်ကိုဒီတိုင်းကြည့်နေတော့မလားချိုဝမ်းကတက်ပြင်းချ၏အရှင်မင်းကြီးကဟိုဘက်ကအနိဋ္ဌာယုံတွေမမြင်ချင်ဘူးဆိုတော့ကျွန်တော်မျိုးဒီဘက်ကိုခေါ်လာရတာပေါ့ဒီဘက်မှာဓာရီရှိတယ်ဆိုတာကျွန်တော်မျိုးသိပါတယ်သူတို့ကိုတောင်းပန်လို့မရဘူးအရှင်မင်းကြီးဒါဖြင့်သူတို့ကိုဘာလုပ်ပေးရမလဲကျွန်ုပ်လုပ်ပေးနိုင်တာရှိရင်ကျွန်ုပ်လုပ်ပေးပါမယ်သူတို့ဟာတခြားလူတွေမဟုတ်ပါဘူးအရှင်မင်းမြတ်အပြစ်ပေးထားတဲ့လူတွေပါအပြစ်ဒဏ်ခံရပြီးတေဆုံးခဲ့ရတဲ့လူတွေဖြစ်ပါတယ်သူတို့ဟာအရှင်မင်းကြီးထံကရော်ကြေးတောင်းခံနေကြတာဖြစ်ပါတယ်သူတို့ကိုလှူဒန်းနိုင်အောင်အရှင်မင်းကြီးကငွေတွေကိုလှူလိုက်ပါဧကရစ်ထံထိုက်ကျုံကခေါင်းခါသည်ကျွန်ုပ်မှာဘာမှပါမလာပဲလက်ချီတက်တက်လာခဲ့ရတာဘာမှပါမလာပါဘူးကျွန်ုပ်သူတို့ကိုငွေဘလို့ပေးနိုင်မှာလဲချိုဝမ်းကဧကရစ်ကြီးမှာငွေပါမလာရင်လူတယောက်စီကချေးလို့ရပါတယ်လူပြည်ကြမှာပြန်ပေးလိုက်တာပေါ့ဧကရစ်ထံထိုက်ကျုံကဝမ်းသာအားရမေ၏အဲ့ဒီလူဟာဘသူလဲသူကဟိုနန်နယ်ခိုက်ဖုံးမျိုးသားတယောက်ပါသူ့နာမည်ကရှမ်းရှန်လို့ခေါ်ပါတယ်ရမမင်းတိုင်းပြည်မှာငွေတိုက်73တိုက်ရှိပါတယ်သူစီကငွေတိုက်တစ်တိုက်လောက်ချေးလိုက်ရင်အဆင်ပြေပါလိမ့်မယ်ဧကရစ်တီဝမ်းသာသွား၏ကျုပ်ချေးပါမယ်ဘယ်နဲ့ပဲပုံချေးရမယ်ဆိုတာကိုသာပြောပါချိုဝမ်းကအကြံပေး၏ဧကရစ်ကြီးအနေနဲ့ကျွန်တော်မျိုးကိုငွေချေးတဲ့စာတစ်ဆောင်သာရေးပေးပါကျွန်တော်မျိုးကသူ့ရဲ့ငွေတိုက်ထဲကငွေကိုထုတ်ပေးလိုက်ပါမယ်ဧကရစ်ကြီးလူပြည်ပြန်ရောက်တဲ့အခါမှာတော့ပြန်လဲပေးဆက်လိုက်ပါဧကရစ်ကြီးထန်ထိုက်ကျုံသည်ချက်ချင်းပင်ချိုဝမ်းထံမှစုတ်တန်နှင့်စာရွက်တောင်းလေ၏ငွေချေးကြောင်းစာတစ်ဆောင်ရေးပြီးအောက်မှလက်မှတ်ထိုးလိုက်၏ထို့နောက်ချိုဝမ်းထံသို့ပေးလိုက်သည်ချိုဝမ်းသည်စာရွက်ကိုအပေါ်သို့မြှောက်ပြလိုက်၏ဒီမှာစာရွက်ငွေချေးကြောင်းစာရွက်တင်တို့ကိုဧကရစ်ကြီးကငွေတိုက်တစ်တိုက်လုံးမှာရှိတဲ့ငွေတွေကိုလှူလိုက်ပြီးဒီငွေတွေကိုတင်တို့ညီတူများတူခွဲဝေသုံးစွဲဖို့လိုတယ်ဒါကြောင့်မကြန့်ကြာစေရန်ဧကရစ်ကြီးကိုအနှောင့်အယှက်မပေးပါနဲ့တော့ထိုစကားကိုကြားသောအခါငရဲခံနေကြရသောရဲသားများသည်ဧကရစ်ထံထိုက်ကျုံအားလွတ်လိုက်ပြီးထွက်ခွာသွားကြလေတော့၏ဧကရစ်ကြီးမှာထိုအခါကျမှတက်ပြင်းချနိုင်လေ၏ချိုဝမ်းကဧကရစ်ကြီးအားတန်တော်ဦးတင်လေ၏ကျွန်တော်မျိုးတစ်ခုတင်လျှောက်လိုပါတယ်ဘာများလဲအမတ်ကြီးငရဲပြည်မှာဒုက္ခရောက်နေတဲ့လူတွေအများကြီးရှိပါတယ်ဒါကြောင့်ဧကရစ်ကြီးလူပြည်ပြန်ရောက်တဲ့အခါမှာသူတို့တွေအမြန်ဆုံးဝကျွေးကုံဆုံးစေဖို့ကုသိုလ်ကောင်းမှုတစ်ခုခုလုပ်ပေးပါလို့တောင်းပန်ပါတယ်ဖေဟာဧကရစ်ကြီးထန်ထိုက်ကျုံမှာငရဲပြည်၏အနိဋ္ဌာယုံမြင်ကွင်းများကိုကိုယ်တိုင်ကိုယ်ကြားတွေ့မြင်လိုက်ရသဖြင့်ကြီးစွာသောတန်ဝေကြရသွားသည်သူ၏စိတ်နှလုံးသည်အလွန်ပင်နူးညံ့ပျော့ပြောင်းသွား၏သူအားအမတ်မင်းချိုဝမ်းကမပြချင်သဖြင့်လမ်းလွဲခေါ်ဆောင်လာသည့်မြင်ကွင်းများသည်ဘလောက်ကြောက်စရာကောင်းမည်ကို
သူဒီမတ်ဆယော်ရန်ရင်တိမီတီဧကရစ်ကြီးထန်ထိုက်ကျုံကစိတ်ချပါအမတ်မင်းကျွန်ုပ်ဟာဒီမှာမမြင်တဲ့အနိထာယုံတွေကိုမြင်ခဲ့ရပြီးပါပြီကျွန်ုပ်များစွာတန်ဝေကြရပါတယ်ဒါကြောင့်မို့လူပြည်ကိုရောက်ရှိလျင်ရောက်ရှိခြင်းအကြီးကျယ်ဆုံးသောကုသိုလ်ကောင်းမှုကြီးကိုလုပ်မယ်လို့ကတိပြုပါတယ်ချိုဝမ်းတီလှိုက်လဲစွာဥညွတ်လေဤဝမ်းသာပါတယ်ဖေဟာသူတို့ကိုစားကျွန်တော်မျိုးကအထူးကျေးဇူးတင်ပါတယ်ဖေဟာအင်းကောင်းမှုကုသိုလ်ကအဲ့ဒီတခုတည်းပြုရမှာမဟုတ်ပါဘူးအများကြီးပြုရမယ်ဆိုတာကိုကျွန်ုပ်သဘောပေါက်ပါပြီသူတို့သည်ထိုနေရာမှထွက်ခွာလာကြလေ၏ချိုဝမ်းသည်ဧကရစ်ထန်ထိုက်ကျုံအားဆက်လက်ခေါ်ဆောင်လာရာမကြာမီချောင်းတစ်ခုသို့ရောက်ရှိလာကြလေ၏အင်းရမမင်းတိုင်းပြည်မှာလည်းချောင်းမြောက်ရှိနေပါကလားဧကရစ်ထန်ထိုက်ကျုံသည်ပတ်ဝန်းကျင်အခြေအနေကိုလှည့်ပတ်ကြည့်ရှုလေ၏ချောင်းသည်ရှည်လျားလာသည်ချောင်းရည်များမှလည်းအလွန်ကြည်လင်လှသည်လူပြည်၌ရှိသောချောင်းမြောင်းများနှင့်တော့မတူပေလူပြည့်မှချောင်းမြောင်းများမှနှုံများရှုံများဖြင့်ပြည့်နှက်နေသည်ထိုချောင်း၌အလွန်လှပသောတရားတစ်ခုဖြတ်တန်းသွား၏ထိုတရားရှိသို့ရောက်သောအခါအမတ်မင်းချိုဝမ်းသည်ရက်တန်းလိုက်လေ၏အရှင်မင်းမြတ်ဒီတရားကိုတွေ့တယ်မဟုတ်လားဖေဟာတွေ့ပါတယ်ဘာထူးခြားချက်တွေ့ပါသလဲအင်မတန်လှပတာကလွယ်လို့တခြားထူးခြားချက်တစ်ခုမှမတွေ့ပါဘူးအရှင်မင်းမြတ်ဒီတရားဟာလူပြည်နဲ့ငရဲပြည်ကိုပိုင်းခြားထားတဲ့တရားပါဒီတရားကဖြတ်ကျော်သွားရင်အရှင်မင်းမြတ်လူပြည်ကိုရောက်သွားပါလိမ့်မယ်လူပြည်ကိုအကြောင်းပြန်သွားရတဲ့လူတွေဟာဒီတရားကနေပဲပြန်သွားကြရပါတယ်ကျွန်တော်မျိုးဒီအထိပဲလိုက်ပို့ခွင့်ရှိပါတယ်ကောင်းလာပါပြီငရဲပြည်မှာတင်ပြုခဲ့တဲ့ကျေးဇူးဟာအလွန်ကြီးမားလာပါတယ်တင့်ကိုကျွန်ုပ်စုချီးမြှင့်လိုပါတယ်တင်လိုရာစုကိုတောင်းပါကောင်းလာပါပြီအရှင်မင်းမြတ်ကျွန်တော်မျိုးရဲ့သားသမီးတွေကိုဝင်မင်းဝေချင်းစောင့်ရှောက်ထားရပါတယ်အဲ့ဒါကိုအရှင်မင်းမြတ်ကတာဝန်လွှဲယူစောင့်ရှောက်စေချင်ပါတယ်ကောင်းလာပါပြီကျုပ်တာဝန်ယူစောင့်ရှောက်လိုက်ပါမယ်ထိုတရားကိုစောင့်ကြက်နေသောအမှုထမ်းတဦးရှိလေ၏ထိုအမှုထမ်းသည်ထန်ထိုက်ကျုံအားတရားပေါ်မှဖျက်လျှောက်ရန်ခေါ်ဆောင်သွားလေ၏ဧကရစ်ကြီးထန်ထိုက်ကျုံသည်တရားအလဲသို့ရောက်သောအခါချောင်းထဲ၌ရွှေငါးလေးများကူးခတ်နေသည်ကိုတွေ့မြင်ရလေ၏သူသည်တရားဝရံတာမှအောက်တုံငုံကြည့်လေ၏ပြန်ပါတော့အရှင်အမှုထမ်းသည်ဧကရစ်ထန်ထိုက်ကျုံအားတွန်းချလိုက်ရာဧကရစ်ထန်ထိုက်ကျုံမှရေထဲသို့ဘုံကနေကျသွားလေတော့၏